မန်စတီကိုအာဆနယ်အသင်းအခုလိုမရှင်နိုင်ဖြစ်နေရတော့အာဒီတာအာဆနယ်ပရိသတ်တွေပါအပြစ်မကင်းဘူးပရိသတ်တော်မဲမင်္ဂလာပါခင်ဗျာဟင်းသာအိုင်ဘတ်ကွန်ရှီကိုမောင်456ပရင်စာမိတ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင် iPad ခွန်ရှိကိုမောင်556ကစားမယ်ဆိုရင် Viber Telegram 399ခွန်အားချုပ်စီ905ခွန်မှာဆက်သွယ်အကောင့်ဖွင့်ကစားနိုင်ပါတယ်ခင်ဗျာပရီးမီးယားလိချန်ပီယံလူပွဲဆိုတာရေရှည်မာရသွန်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီးနောက်ဆုံးပွဲဝင်ကန်ဒီအချိန်တွေဟာအသင်းရဲ့စစ်မှန်တဲ့တက်သည့်အသွေးနီးစတစ်ပိုင်းကျော်အားမှုနဲ့စိတ်ပိုင်းဆိုင်ရာကြမ်းခိုင်မှုတွေကိုပြတ်သားဆန်းတဲ့ကာလဖြစ်ပါတယ်ဒီလိုအချိန်မျိုးမှာဖီယားတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့အသင်းကသာသမိုင်းစာမျက်နှာမှာအောင်ပွဲခံခွင့်ရရှိလေရှိပါတယ်ကစ်တီဘောလုံးကပါဆက်ပြီးထောက်ခံပေါ် free kick တွေကနေဂိုးသွင်းယူနိုင်စွမ်းဟာအသင်းအတွက်အစွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ချန်ပီယံဆုကိုလမ်းကြောင်းပေါ်ရောက်ပို့ပေးနိုင်တဲ့အဓိကတော့ချက်ကတော့ open play ပုံမှန်ကစားကွက်ကနေပြန်မဲ့ခံစစ်ကိုဖောက်ထွက်နိုင်စွမ်းပဲဖြစ်ပါတယ်အာဆနယ်တင်ဟာဒီကိုလည်းကြိုပါလို့ဆက်ပြီးနီးပြရဲ့ကိုကြီးနဲ့တေချာဇက်တိုက်ထားတဲ့အသေးဘောတွေကနေဂိုးသွင်းနှောင်းအတော်လေးမြင်ပါပါတယ်ဒါပေမဲ့ပြန်မဲ့အသင်းတွေကလိုဘလော့ကစားတဲ့အခါ open play ကနေနေရာလွတ်တင်ရှာဖွေဖောက်ထွက်ဖို့အတော်လေးကိုရုန်းကန်ရလေရှိပါတယ်open play ကနေဂိုးသွင်းမှုဆွဲရမှာအခွင့်အရေးတစ်ချိန်ရတာနဲ့အဆုံးသက်တေချာတဲ့ဂိုးရရထဲမှာအမြဲတမ်းချင်းချောင်းနိုင်တဲ့တိုက်စစ်မှုကောင်းကောင်းမရှိတာဟာအာဆနယ်ရဲ့အကြီးမားဆုံးအားနည်းချက်ပါမာတင်နယ်လီဆာကာထရော့ဆက်လို့တောင်ပိုင်းကစားသမားတွေရဲ့ဒူးချင်းစွမ်းဆောင်ရည်အပေါ်မှာသာလွန်ကဲစွာမိခိုနေရတဲ့အခါပြန်မဲ့တွေကပိတ်ဆို့ကစားဖို့ပို့ပြီးတော့လွယ်ကူသွားပါတယ်စပလာအောင်မြင်မှုရဖို့ဆိုရင်အသေးဘောတွေကနေကိုရဖို့ခက်ခဲနေတဲ့အချိန်မှာတော့ကစားကွက်အကူပြောင်းတွေကနေတဆင်ဂိုးပေါက်ရှာနိုင်တဲ့ဆွဲဆောင်ဆုံးတိုက်စစ်ပြွာလိုအပ်ပါတယ်။ဒါကိုမဖြေရှင်းနိုင်တဲ့အာဆနယ်အတွက်စပလာဆိုတာလမ်းဝင်းနေအောင်မဲ့အရာတစ်ခုဖြစ်နေပါလိမ့်မယ်။နေပြတယောက်ရဲ့အောင်မြင်မှုကိုတိုင်းတာတဲ့အခါအသင်းကိုအောက်ခြေကနေအစင်းမြင့်တင်ပေးနိုင်တဲ့အခြေခံအုံးမြင့်တိစောင်းနိုင်စွမ်းနဲ့အသင်းကိုစပလာတွေရယူပေးနိုင်တဲ့အမြင့်ဆုံးပန်းနိုင်စီပို့ဆောင်နိုင်စွမ်းဆိုရင်နှစ်ပိုင်းခွဲခြမ်းကြည့်ရပါတယ်။အာဒီတာဟာအာဆနယ်ကိုအဆင့်ရှင်းနေရကနေချန်ပီယံလူမဲ့အသင်းအဆင့်ထိရောက်အောင်တိစောင်းပေးနိုင်ခဲ့တာကိုငင်းပွားစရာမရှိခဲ့ပါဘူး။ခိုင်စပိုင်းကျင်းလင်းမှုနဲ့ကွင်းရင်းစီကံပိုင်းကိုအကောင်းဆုံးပြုပြင်ပေးနိုင်ခဲ့ပါတယ်။မပေးစရာထိတ်ဆုံးမှာလာပေါင်းများစွာရပ်တည်နိုင်ခဲ့ပေမဲ့အဆုံးဖြတ်ကာလတွေရောက်တိုင်းအသင်းရဲ့အချိန်စွမ်းနဲ့ရလက်တွေထိုးကျသွားတာဟာနေပြရဲ့စီမံခန့်ခွဲမှုနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။အရေးကြီးတဲ့ပွဲစဉ်တွေမှာနေပြပိုင်းပြောင်းလဲပြင်လဲမရှိခြင်းအမာကန်ကစားသမား၁၁ယောက်ကိုသာအလုံးအကျွံအသုံးပြုပြီးလူစင်းအလှည့်ကျအသုံးပြုမှုအားနည်းခြင်းတွေကအာဒီတာရဲ့အဓိကအားနည်းချက်တွေဖြစ်နေပါတယ်။ဒီအဆင့်ထက်ပိုသွားဖို့ဆိုရင် plan A အလုံးမဖြစ်တဲ့အခါချက်ချင်းအဖြစ်ထုံးနိုင်မဲ့ plan B plan C တွေသူကိုယ်မှတိုင်းအသိရှင်းနေဖို့လိုအပ်ပါတယ်။အသင်းရဲ့ပရိသတ်ရင်ကျင်းမှုဟာအသင်းရဲ့ပုံရိပ်ကိုတိုက်ရိုက်ထည့်စေပါတယ်။အာဆနယ်ပရိသတ်တွေကြားမှာလည်းရှိဖြစ်ပေါ်နေတဲ့မျိုးဆက်ကွာဟချက်ဟာအတော်လေးကိုကြီးမားတဲ့လူမှုရေးဆိုင်ရာလေးလာစရာတစ်ခုပါ။ဂျော့ဂရေဟန်ကစ်ကနေအာဆင်ဝင်းကရဲ့ရွှေရောင် Invisible KT ဖြတ်တန်းကင်းတဲ့ဝိုင်းပရိသတ်တွေဟာဘောလုံးလောကရဲ့သဘောတဘာဝကိုနည်းနည်းရှိုင်းနားလည်ကြပါတယ်။ဖလားကိုလည်းနဲ့မကန်ရသေးခင်ဘယ်တော့မှအောင်ဝဲမခံဘူးဆိုတဲ့သတိကြီးတဲ့စိတ်တွေရှိကြပါတယ်။တခြားတစ်ဖက်မှာ social media ခေတ်မှာကြီးပြင်းလာတဲ့ပရိသတ်တချို့ဟာနိုင်ဝဲအနေငယ်ရရုံနဲ့ချန်ပီယံဖြစ်ပြီလို့လွန်ကျွံယုံကြည်ပြီးတစ်ဖက်အသင်းတွေကို online ကနေနှောင်ပြောင်တိုက်ခိုက်လေရှိပါတယ်။အတီတရားကင်းမဲ့စွာကြိုတင်အာမခံချက်ပေးတဲ့ဒီလိုပြုမှုတွေအကြောင်းအသင်းချေချော်တဲ့အခါရင်းချက်တဲ့နေချိုပရိသတ်တွေပါတင်းကျုံပြီးအရှက်ရလှောင်ပြောင်ခံရတဲ့အဖြစ်ဆိုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။အခြားပြင်ပြောမယ်ဆိုရင်ဘောလုံးဆိုတာစိတ်ကွင်းအိမ်မက်တွေနဲ့တိစောက်ထားတာမဟုတ်ပဲကွင်းထဲကလက်တွေ့စွမ်းဆောင်ရည်နဲ့နီးစနစ်ပိုင်းတိကျမှုတွေနဲ့စိတ်သက်ခိုင်မာမှုတွေပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။အာဆနယ်အနေနဲ့ချန်ပီယံဆင်တန်းကိုတက်လှမ်းခြင်းနေဆိုရင် Open Play တိုင်းစစ်တီစောင်းမှုကိုမဖြစ်မနေအဆင့်မြင့်တင်ရမှာဖြစ်သလိုအာဒီတာကိုယ်တိုင်ကလည်းနေပြပိုင်းမှာဒီထက်ပိုပြီးရင်းကျက်လာဖို့လိုအပ်ပါတယ်။ပရိသတ်တွေအနေနဲ့လည်းစစ်မှန်တဲ့အောင်မြင်မှုဆိုတာယာတီကုံဆုံးချိန်ဖလားကိုမြောက်တင်နိုင်မှသာအဆုံးဖြတ်ပေးရဆိုတဲ့ခံယူချက်မျိုးနဲ့အသင်းကိုဂုဏ်သိက္ခာရှိရှိအားပေးဖို့လိုအပ်လာကြောင်းပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။